ဒီ online ကနေပတ်စံရှာမယ်နောက်ဒီ content monetization နဲ့ YouTube monetization နဲ့လုပ်မယ်ဆိုကာလတစ်ခုဒီစောင့်ရတာကိုစိတ်မရှိတဲ့ခါကျတော့ကျွန်တော်တို့မီးမားလမ်းမားတွေပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီမီးမားလမ်းမားတွေကိုကြုံခဲ့တယ်လုပ်ခဲ့တယ်ပေါ့နော်အရေးကြီးတာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ subscriber တွေကိုဝယ်မိတတ်တာပါ YouTube မှာဆိုရင်တော့ subscriber ပေါ့နော် TikTok Instagram တို့ Facebook မှာဆိုတော့ follower တွေပေါ့အဲ့တော့ကျွန်တော်တို့ကဒီ online ကနေပတ်စံရှာမယ်နောက်ဒီ content monetization နဲ့ YouTube monetization တို့လုပ်မယ်ဆိုရင်ကျွန်တော်တို့က content လုပ်ရင်းနဲ့ကာလတစ်ခုဒီစောင့်ရတာကိုစိတ်မရှိတဲ့ခါကျတော့ကျွန်တော်တို့မီးမားလမ်းမားတွေပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီမီးမားလမ်းမားတွေကိုကြုံခဲ့တယ်လုပ်ခဲ့တယ်ပေါ့နော်အဓိကတော့ subscriber တွေတော့ဝယ်တာပြင် follower တွေတော့ဝယ်တာပြင် YouTube မှာဆို watch hour တွေတော့ဝယ်တာပေါ့နော်အဲ့တော့ monetization ကိုအမြန်အောင်စေခြင်းနဲ့အခြေအနေတစ်ခုမှာဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးကိုယ့်ရဲ့ watch hour နိုင်4000ပြည့်ဖို့နီးမှန်လမ်းမှန်မဟုတ်တဲ့ဟာတွေနဲ့ကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်လုပ်ခဲ့တဲ့အတွက်အကျိုးအပြစ်တွေကဘာတွေရလဲဆိုတာလည်းကျွန်တော်ဗီဒီယိုရဲ့နောက်ပိုင်းမှာလည်းကျွန်တော်ထည့်ပြောထားပါတယ်ပုံမှန် content လုပ်သွားရင်ကာလတစ်ခုမှာဆိုရင်ကျွန်တော် YouTube မှာဆိုရင် subscriber 1000 watch hour 4000ဆိုတာကာလတစ်ခုမှာပုံမှန်လုပ်သွားရင်ဥပမာ6လတစ်နှစ်မှာဆိုရင်ပြည့်သွားနိုင်ပါတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်ကမစောင့်နိုင်တဲ့အခါကျတော့ကျွန်တော်တို့ဒီနီမာလမ်းမာတွေနော်အိန္ဒိယ website တွေရှိရ BNN website တွေကနေကျွန်တော်တို့ကဒီကိုယ့်ရဲ့ subscriber တွေ follower တွေကိုတွားဝယ်မိခဲ့တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်ပြီးတော့ watch hour ပေါ့အဲ့တော့ watch hour အနေနဲ့ဆိုရင်ဒီညမှာတွေ့ကြုံလေးတစ်ခုကျွန်တော်မျှဝေပေးပါမယ် watch hour သူတို့ဘယ်လိုလုပ်ခိုင်းလဲဆိုတော့2နာရီစာရှိတဲ့ဗီဒီယိုတစ်ခုကိုတင်လိုက်တဲ့ပြီးသွားရင်အဲ့ဒီဗီဒီယို link ကိုသူတို့ပေးပေါ့နော်ပေးပြီးတော့သူတို့ကဒီ box တွေနဲ့နောက်သူတို့ဟိုဟာတွေနဲ့ကြည့်တာပေါ့နော်အဲ့တော့နိုင်1000ဆိုရင်သူ့ပတ်စံဘယ်လောက်ပေးရမလဲနိုင်1000ဆိုပတ်စံဘယ်လောက်ပေးရမလဲစသည်အဖြစ်အဲ့တော့ကျွန်တော်က BNN website နဲ့ချိတ်ဆက်မိတယ် India website နှစ်ခုနဲ့ချိတ်ဆက်မိတယ်အဲ့တော့ Google ခောက်လိုက်ရင်လည်းအများကြီးရှိပါတယ်ဆိုတော့အဲ့မှာကျွန်တော်တောဝယ်တဲ့အခါကျတော့ channel ကဘယ်လိုဖြစ်လဲပေါ့နော်ရှေ့ channel ရှေ့မှာကျွန်တော် YouTube channel တွေအများကြီးလုပ်ပြီးပါတယ်3 4 5ခုမကပေါ့နော်နောက်တခြားမိတ်ဆွေတငယ်ချင်းတွေလည်းလုပ်ပေးပြီးပါတယ်ဒါပေမဲ့ပတ်စံတော်တော်ကုန်သွားတယ်340 350နီးပါးလောက်ပေါ့နော်ဆိုတော့အဲ့ watch hour တွေ subscriber တွေကရလားဆိုတော့ရတယ် monetization ရှောက်လိုက်တယ်အောင်လားဆိုအောင်တယ်ဒါပေမဲ့တစ်ချိန်ကြာလို့ရှိရင်အဲ့ကောင်တွေကိုသူကပြန်စစ်တာပြန်ပြီးတော့ analyze လုပ်တာတို့ပြန်စစ်တာတို့ပေါ့နော်ပေါ်နဲ့စစ်တယ် AI နဲ့စစ်တယ်ပြီးတော့လူကိုယ်တိုင်စစ်လာတော့ကျွန်တော်တေချာတော့မသိဘူးအဲ့လိုစစ်တဲ့ခါကျရင် monetization demonetization ဖြစ်သွားပါအဲ့တော့ကိုကုန်တဲ့ပတ်စံတွေစွမ်းအင်တွေပြီးတော့အချိန်လည်းကုန်သွားတယ်ပေါ့နော်နောက် YouTube မှာလည်းမအောင်မြင်ဘူးပေါ့အဲ့လိုမျိုးဖြစ်သွားတတ်ပါတယ်အဲကြောင့်မလို့ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင် YouTube မှာ subscriber လုံးဝမဝယ်ပါနဲ့ watch hour လုံးဝမဝယ်ပါနဲ့ကိုတက်နိုင်ရင်တက်နိုင်တယ်တော့တစ်ပတ်ကိုဗီဒီယိုတစ်ပုတ်ဆိုရင်လည်းဗီဒီယိုတစ်ပုတ်တင်ပါဗီဒီယိုနှစ်ပုတ်ဆိုရင်လည်းဗီဒီယိုနှစ်ပုတ်တင်ပါကိုလုပ်တဲ့ content နဲ့ audience နဲ့ traffic ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ကဒီ watch hour နဲ့ subscriber ပြည့်သွားနိုင်ပါတယ်အဲ့တော့ဒါလေးကိုလည်းကျွန်တော်မျှဝေပေးတာပါအဲ့တော့ subscriber တွေကိုလုံးဝသွားမဝယ်ပါနဲ့ watch hour တွေကိုလုံးဝသွားမဝယ်ပါနဲ့အဓိက India site တွေ VN site တွေရှောင်းပါသူက scan လေးပါပဲသူတို့ကတော့ဟိုလိုရင်လိုသလောက်ပေါ့နော် Facebook မှာလည်းရတယ် TikTok မှာလည်းရတယ် Instagram မှာလည်းရတယ်ကျွန်တော်အကုန်လုံးဝယ်ဘူးပါတယ်နေရာအစုံပေါ့နော်ဝယ်ဘူးတဲ့အခါကျတော့ follower တွေ subscriber တွေ watch hour တွေကတော့ပြည့်လာတယ်ဒါပေမဲ့ကျွန်တော်တို့ရှည်အတွက်ကမကောင်းပါဘူးပြီးရင်လည်း demonetize ဖြစ်သွားတယ်ပေါ့နော်ကျွန်တော် channel အများကြီး၄ခုတော့မကဘူးပေါ့နော်ဖြစ်သွားတာလည်းရှိပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်အကြံပေးနေတာကတော့ content လုပ်မယ် YouTuber ပဲဖြစ်ဖြစ် content creator ပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုပုံမှန်တင်ပါတစ်ပတ်တစ်ခုတစ်ပတ်နှစ်ခုပေါ့နော် consistency ရှိတင်ပါကျွန်တော်လည်းဒီအတိုင်းပဲကြိုးစားနေပါတယ်ကျွန်တော်ကတော့နေ့စဉ်ပုံမှန်တင်တဲ့ပုံစံသွားနေရတယ်နော်အဲ့လိုမျိုးတင်ပါ content ပေါက်သွားတယ် content နဲ့ audience နဲ့ traffic ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ကဒီ watch hour တွေ subscriber တွေကရလာပါလိမ့်မယ်အဲ့တော့အဲ့ဒီတော့ကိုစိတ်မလောပါနဲ့ content ကောင်းဖို့ content and skin ပေါ့နော် Gary Vee တို့ပြောလို့ content and skin content ကောင်းအောင်ပဲလုပ်လိုက်တာကောင်းပါတယ်အဲ့တော့ကျွန်တော်လည်း content တွေကောင်းအောင်ကြိုးစားပြီးတော့လုပ်ဆောင်နေတယ်နော်ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေနဲ့ညှောက်ရတာပဲဖြစ်ပါတယ်အဲ့တော့အခုမှ YouTube channel စလုပ်ချင်တဲ့ content creator စလုပ်ချင်တဲ့သူတွေအတွက်ဒီအချက်လေးတွေကအသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါလို့အခုကျွန်တော်ပြောခဲ့တဲ့အချက်တွေကအသုံးဝင်တယ်။ကိုယ်လည်းအတွေ့အကြုံအဲ့လိုမျိုးရှိခဲ့တယ်အဲ့လိုမျိုး demonetize ဖြစ်သွားတာတော့နောက်ကိုယ့်အတွက်လည်းအသုံးဝင်တယ်ထင်ရင်အောက်က comment လေးမှာအတွေ့အကြုံညှောက်ရေးခဲ့ပါဦး။ကျွန်တော်ကတော့ဗီဒီယိုတွေပုံမှန်တင်ပေးနေပါတယ်။အဲ့တော့အခုမှ channel ကိုရောက်လာပြီဆိုရင်လည်းကျွန်တော်ကို subscribe လုပ်ထားပြီးတော့ notification နဲ့ on လာခြင်းအပြင်ကျွန်တော်ဗီဒီယိုအသစ်တင်တိုင်း notification ရနိုင်မှာဖြစ်ပါတယ်။အဲ့တော့အနည်းချုပ်ပြန်ပြောရမယ်ဆိုရင် content creator လုပ်မယ် YouTuber လုပ်မယ်ဆိုရင်ကျွန်တော်တို့ content ကိုကောင်းဆက်ကောင်းအောင်
မရှိတာနဲ့ပေါ့နော်ဖုန်းနဲ့ရှိရင်ဖုန်းနဲ့ရိုက်တာစူးစမ်းအားထုတ်ဖို့လိုပါတယ်အဲ့တော့အဲ့နီးမှန်လမ်းမှန်ကတော့အဲ့ဒါပါပဲအဲ့တော့အဲ့လိုမှမဟုတ်ဘဲနဲ့ subscriber တောင်းဝင်ပြီးတော့ watch hour တောင်းဝင်ပြီးတာလို့အချိန်ကုန်လူပန်းဖြစ်ပြီးတော့ကျွန်တော်စိတ်မောလူမောဖြစ်ရတတ်ပါတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်အတွေ့အကြုံနဲ့ကျွန်တော် channel အများကြီးလုပ်နေတယ်ပတ်စံတွေအများကြီးဆုံးရှုံးမှုရဲ့အတွေ့အကြုံကနေပြီးတော့ဒါခုနောက်လုံးမဲ့ connect creator တွေနောက်တစ်တွေပဲဖြစ်ဖြစ် YouTuber တွေကိုကျွန်တော်ကဒီ information ကိုပြန်လည်နှောက်ပေးတာပါအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်တခုသိချင်တာရှိတယ်ဆိုရင်လည်းအောက်က comment မှာရေးသားပေးလို့ရပါတယ်ကျွန်တော်အချိန်ရရင်ပြန်ပြပေးပါမယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြမယ်ဒီဗီဒီယိုလေးကပစုံတရားအကျိုးရှိတယ်ဆိုရင်လည်းတကယ်ချင်းနေမိတ်ဆွေတွေကို share ပေးလိုက်ပါဦးဗျာ